ကဲဒီနေ့မှာဆိုတော့ပဲကျွန်တော်အနေနဲ့ဒီစကားကောင်းတစ်ခုဖြစ်လာဖို့ရယ် pro player တယောက်ဖြစ်လာဖို့ရယ်ဘာတွေလိုအပ်လဲဆိုတဲ့အချက်တွေကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အနေနဲ့ပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအစောတိကြည့်ဖို့အရင်ဦးဆုံးကျွန်တော်အနေနဲ့မြေတာရက်ခတ်ခြင်းပါတယ်ကဲပေါ့နော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်အနေနဲ့ဒီ pro player တယောက်ဖြစ်ဖို့ရယ်ဒီစကွာကောင်းတစ်ခုဖြစ်လာဖို့ရယ်ဘာတွေလိုအပ်လဲဆိုတဲ့အချက်လေးတွေကိုကျွန်တော်ဒီနေ့ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီချက်လေးတွေကိုပြောခင်မှာရေဦးဆုံးမှာလာကြည့်တော့ကျွန်တော် channel လေးကို subscribe ပေးဖို့ရင်ဦးဆုံးတောင်းဆိုချင်ပါတယ်နောက်ပြီးတော့ဒီဗီဒီယိုလေးကိုလည်း like ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကဲကျွန်တော်အနေနဲ့ဒီစကွာကောင်းတစ်ခုဖြစ်ဖို့ရင်ပြောခင်မှာဒီ pro player တယောက်ဖြစ်ဖို့ဘာတွေလောက်ထားရမလဲဘာတွေလောက်တဲ့အချက်လေးကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်ကဲပထမအဆုံးကတော့ဒီ pro player တယောက်ဖြစ်ဖို့ဆိုရင်ဘရိုအနေနဲ့အရင်ဆုံးဒီကိုပိုင်မှုလိုအပ်ပါတယ်ကြောချင်တာဗျာဒီကိုယ့်ရဲ့မိသားစုကိုပိုင်မှုလိုအပ်ပါတယ်နော်ဒီကိုယ့်ရဲ့မိဒီစီးအောင်နိုင်မှုလိုအပ်ပါတယ်ပေါ့ဒီ pro player ဖြစ်ဖို့ဆိုရင်ဒီတဲ့တင်းကြီးကြဘရိုဒီကန်နေရမှာဘာလို့ပြောတာခင်ဗျာပေါ့နော်ဒီကြောင်းထွက်ပြီးတော့ကိုအနေနဲ့ဒီ game pro player လိုက်ရွေးချယ်ပြီးသားပြီဆိုလို့ရှိရင် bro အနေနဲ့ကဒီသူတို့ခေါ်တဲ့နေရာကို bro ကတွားရမယ်ဗျာအဲ့ချိန်ကျရင် bro အနေနဲ့ bro မိသားစုခွင့်တောင်းရမှာပါဗျာ bro မိသားစုကဒီခွင့်ပြုမှသာ bro ကတွားရမှာပေါ့အဲ့ဒီတစ်ချက်လေးတော့ bro အနေနဲ့နည်းနည်းခက်ခဲမယ်ကျွန်တော်တို့ထင်ပါတယ်ဒါတော့တဲ့ဘယ်မျိုးမှဆိုတော့ဒီကျွန်တော်အနေနဲ့ဒီ pro player တော့သူတို့နဲ့သဘောမတူလို့ကျွန်တော်တို့ထင်ပါတယ်တချို့မိဘကြာဒီပုတ္တန်မျိုးချစ်ကြပါတယ်နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ကဒီမှာသဘောမတူလို့ကျွန်တော်တော့ထင်ပါတယ်ကဲအဲ့ဒီချက်လေးကိုဘယ်လိုအနေနဲ့တေချာစဉ်းစားပြီးတော့လုပ်စီချင်ပါတယ်ပေါ့နော်ဒီကိုယ့်ရဲ့မိဘကိုဒီဘောနော်နားဝင်ချူအောင်လို့ဘယ်လိုအနေနဲ့နားဝင်ချူအောင်ပြောတင်တယ်ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ကဲနံပါတ်2ချက်ကိုပြောရအောင်ကဲနံပါတ်2ချက်တော့ဒီ pro player တွေဖြစ်ဖို့ဆိုလို့ရှိရင်ဘယ်လိုအနေနဲ့ကကွာဒီhigh one ဒီအမြင့်တင်နေရမှာရှိနေပြီးတော့အရင်ဆုံးလွတ်ပါတယ်ပြောချင်တာကွာဒီ high run စတား100အထက်မှာရှိနေပြီးတော့လွတ်ပါတယ်အဲ့ချိန်ကြာလို့ဆိုရင်ဘရိုဒီအတင်းကြီးတွေလာပြီးဘရိုရဲ့ဒီ performance ပြမှုတွေတို့တွေ့ရင်လာပြီးတော့ကန်လန်းတာမျိုးတွေစီးတတ်ပါတယ်သူတို့ကန်လန်းချင်းမှာဘရိုရဲ့ high one ဒီစတား100အထက်လောက်ရှိနေမယ်ဆိုလို့ရှိရင်ဒီအတင်းကြီးတွေကန်လန်းချင်းတွေဖြစ်လာတယ်လူတွေကဆိုဒီ tournament မှာပြန်ရင်ဒီမျိုးစတား100အထက်ဆိုလူစိန်ကြပါတယ်စတားတွေအထက်1လူအပ်ပါတယ် ဒီ pro player တွေရောက်ဖြစ်ဒီ squad နဲ့ soma player တွေပါတူနဲ့တူယုံကြည်မဲ့ player တွေဒီ run ဆိုတဲ့အရာမလိုအပ်ပါဘူးเนาะဒီတချို့ player တွေ run လိုအပ်ပါတယ် run ကပဲကိုယ့်ရဲ့ skill ကိုဖော်ပြတာဖြစ်တော့ကြောင့်မလို့ run လိုအပ်ပါတယ်နံပါတ်3ချက်တော့ CJ ပြီးတဲ့အကျင့်ကို bro အနေနဲ့ရုံးစိုးဖျောက်ထားဖို့တော့လိုအပ်ပါတယ်ပြောချင်တာကွာဒီ bro ရဲ့ high one ဘာကြောင့်နေနေလဲတင်းကျက်လာမင်း bro ကဒီစင်ကြီးတွေပဲပြီးတော့ဗျဖုံးမကောင်းလို့နောက်ပြီးတော့ bro ပြောရမှာပေါ့နော်ဒီ solo ဆောရလို့ပါအဲ့လိုမျိုး high run နေနေတယ်အဲကြောင့်မို့ကျွန်တော် run မတက်ရပါဘူးအဲ့လိုမျိုးတက်ပြောလို့မရဘူးဗျဒီအတင်းကြီးတွေကိုဒီလိုမျိုးဒီစင်ကြီးပေးတာအတင်းကြီးတချို့ player တွေမကြိုက်ပါဘူးเนาะဒီအတင်းရဲ့ owner တွေကမကြိုက်ပါဘူးအဲ့လိုမျိုးစင်ကြီးပေးတာတွေကိုမလုပ်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ် pro player တွေရောက်ဖြစ်ဖို့ဆိုရင်စင်ကြီးပေးတဲ့စကားကိုလုံးဝမပြောပါနဲ့အဲ့ဒီတစ်ချက်လေးတော့ဘရိုနဲ့ဒီတာတင်မလို့ကျွန်တော်တို့ထင်ပါတယ်ကျွန်တော်ကိုယ်လည်းကြုံတွေ့ခဲ့ရပြီးမှကျွန်တော်ဘရိုတို့ပြန်တီးတောင်မျှဝေပေးတာပါဖြစ်ပါတယ်ကဲနံပါတ်4ချက်တော့ဒီဘရိုအနေနဲ့ကဒီပေးဆက်နိုင်အောင်ပါဗျာဒီကိုတာဖြစ်ချင်ကိုဘာတွေပေးဆက်ရမလဲဆိုတော့အရင်ဆုံးစဉ်းစားတင်ပါတယ်ပြောချင်တာဗျာဒီ pro player တယောက်ဖြစ်ချင်နဲ့ဒီတိုင်းပဲဘရိုအနေနဲ့ကိုချစ်သူနဲ့ပေးဆက်ရမယ်ဆွတ်လွတ်ရမှာပေါ့ဗျာဒီခုမှတခုကိုဖြစ်ကြတာလဲရပါဗျာဒီတခုယူတခုပေးအဲ့လိုမျိုးသဘောဝထားရတော့ဒီကြဖို့ဘရိုအနေနဲ့ဒီ pro player ဖြစ်နေဆိုလို့ရှိရင်ဘရိုအနေနဲ့တော့ဒီကိုရှက်တူနဲ့ဆုံးလို့ရမယ်ကိုယ့်ရဲ့ဒီရီးစားတွေကိုယ့်ရဲ့မိဘတွေပေါ့နော်ဒီဆုံးလို့ရမှာပေါ့ဒီအတင်းကြီးတွေကခေါ်တဲ့ခါကျရင်ဒီကိုယ့်ရဲ့ကန့်နဲ့ကိုယ်ပိုင်နေရမယ်ကိုချစ်တဲ့မိသားစုနဲ့ကိုမနေရတော့ဘူးအဝေးတဲ့နေရာမှာနေရမှာပေါ့ဗျာကိုယ့်ရဲ့မိဘအဝေးတဲ့နေရာနေပြုစုပြရမယ်အဲ့လိုမျိုးဖြစ်နေပြီပေါ့နော်ဘရိုအနေနဲ့ကအဲ့ကြောင့်မို့အဲ့ဒီတစ်ချက်လေးကလုံးဝအရေးကြီးပါတယ်ဘရိုအနေနဲ့ကဒီကိုချဲသူနဲ့ခွဲရမှာအချက်ကတော့ပိုတော့ရေးကြည့်ပါချစ်ဘရိုပြောကျွန်တော်လည်းသိပါတယ်အဲ့ဒီချက်ရေးလည်းကျွန်တော်ခံခါတော့ဗျာအဲ့ကြောင့်ကိုချဲသူနဲ့ခွဲရမယ်ကိုရဲ့ bufflan နေအဲ့ကြောင့်ဘရိုအနေနဲ့ကဟောဒီပေးဆက်နိုင်ရမှာပေါ့နော်ဒီဘလိုဗျာဖြစ်ပေးဆက်တဲ့ဒဏ်တွေခံနိုင်ရပြီမတဲ့ဒဏ်တွေကိုဘရိုအနေနဲ့ခံရမှာပေါ့ဗျာနံပါတ်5ချက်တော့ဘရိုအနေနဲ့ကဟောဒီအ
ချိန်အတိုင်းအတာအထိကွာကို pro player ဖြစ်မဲ့အချိန်အတိုင်းအတာတွေတခုကိုစောက်တင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်လုံးဝလက်မစော့ပါနဲ့လက်စော့ချင်က bro အတွက်တော့လုံးဝအောင်မှဒါမမိုက်ဘူးเนาะ bro အဆုံးပြီးလိုက်တယ်ကိုလုံးဝလက်မစော့လိုက်ပါနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ဗျာဒီတချို့ player pro player တွေတော့များလက်စော့လိုက်တာများတယ် public star ဘွားနဲ့ဒီ international မတက်ကြတော့ဘူးပေါ့ဗျာခြာလက်စော့လိုက်တာတွေစီးပါတယ် bro အနေနဲ့ဒီလက်မစော့ဘူးကျွန်တော်ပြောချင်ပါတယ်ဒီ pro player ဖြစ်ဖို့ဆိုရင်မလွယ်ပါဘူးအစင်းနဲ့သွားရတာဖြစ်ပါတယ်ဒီ normal player နဲ့ဟောနောက် legendary player ဆိုပြီးတော့မှသူ့အတူပြောင်းတော့မှာပေါ့အစင်းနဲ့ပေါ့ bro ဒီချက်ချင်းလဲ pro player တန်းပြီးမဖြစ်ဘူးပေါ့နော်ခက်ခဲများပေါင်းဆိုတော့ကြော်ဖြတ်ပြီးမှဒီ pro player တယောက်ဖြစ်တယ်ဒီ player တော်တော်များတယ်ဒီကန်စားချက်အကုန်လုံးသိပါတယ်ပေါ့နော် bro အနေနဲ့ကဒီ pro player တယောက်ဖြစ်ဖို့ဆိုရင်ချိန်တိုင်းတာဒီဆောက်ရပါမယ်စိတ်စီတဲ့အကျင့်ဘလို့လောက်ရပါမယ်စိတ်စီရမှာပေါ့ဗျာ pro player ဖြစ်ဖို့ဆိုလို့ရှိရင်စိတ်ဓာတ်လုံးဝမကြပါနဲ့အတင်းကြီးတယ် bro တွေမလို့ဘူးကန်ထွက်လိုက်ပါကိလိုက်ပါလို့ဆိုရင်စိတ်ဓာတ်လုံးဝမကြပါနဲ့ကိုယ့်ရဲ့ skill ပြန်မြင့်တင်မှာကိုမှပါလေလိုအပ်ချက်စီလဲဆိုတော့အရင်ဦးဆုံးဖြည့်စီပါကိုမှလိုအပ်ချက်စီမှသူများဆက်ခွက်တဲ့တွားရောက်ပြီး join ပါဒီ bro ဒီကျွန်တော်ပြောခဲ့တဲ့ဒီအချက်၅ချက်လုံးဒီလို bro လုံနိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျင်းစီပါ bro အနေနဲ့ pro player ဖြစ်နိုင်ပါတယ်ကဲမနော်စကောကောင်းတစ်ခုဖြစ်ပါလေလိုအပ်လဲအချက်ကိုကျွန်တော်ပြောပြအောင်ဖြစ်ပါတယ် let's go guys ကဲစကောကောင်းတစ်ခုဖြစ်ဖို့ဘာတွေလိုအပ်လဲဆိုတော့အချက်လေးတို့ကျွန်တော်အနေနဲ့ဒီနေ့မှာထပ်ပြောပြပြီးတော့ဖြစ်ပါတယ်ဒီစကောကောင်းဖြစ်ဖို့ဆိုလို့ရှိရင်ပထမအောင်ဆိုဘလို့နဲ့စိတ်ချင်းကိုချင်းတူတဲ့ player 9ယောက်အရင်ဆုံးစီဖို့လိုအပ်ပါတယ်အဲ့ဒါနံပါတ်1ချက်ပေါ့စိတ်ချင်းတူတဲ့ player 9ယောက်အရင်ဆုံးစီဖို့လိုအပ်ပါတယ်နံပါတ်2ချက်ကလီဒါကောင်းလိုအပ်တယ်ပြောရရင်ပေါ့ဗျာဒီအင်္ဂလိပ်လီဒါနဲ့ဒီအပြင်လီဒါနဲ့ဆိုပြီးတော့မှလီဒါနှစ်ခုစီးပါတယ်အင်္ဂလိပ်ဒါကတော့ကိုယ့်ရဲ့ dress တွေစီမံမိတဲ့သူကအပြင်လီဒါကတော့ဒီအပြင်လီဒါကတော့ကို player တွေကိုရံမဖြစ်အောင်ဒီဘောနော် player တွေတူနဲ့တူယုံကြည်မှုများအောင်ပြောရမယ့် leader ပေါ့အဲ့လိုမျိုး leader ကောင်းဖြစ်ဖို့လိုအပ်ပါတယ်နံပါတ်3ချက် player တွေပေါ်မှာဒီ player တွေချင်းအောင်ကဒီယုံကြည်မှုတူနဲ့တူစီးဖို့လိုအပ်ပါတယ်ဗျာယုံကြည်မှုစီးမှသာလျှင်ဒီစီးဆက်ဆောက်ရမှာပဲဖြစ်ပါတယ်နံပါတ်4ချက်ဒီနံပါတ်4ချက်ကတော့ဒီစီဂျင်ပီတာရဲ့ player တွေကိုစကွတ်မှာမခေါ်ဘူးကျွန်တော်အရင်ဦးဆုံးပြောချင်ပါတယ်စီဂျင်ပီတာရဲ့ player ကျွန်တော်ဆေးရပြောခဲ့ပြီးပါပြီနော် pro player တရားဖြစ်ဘာလို့ရမလဲဆိုတော့အချက်မှကျွန်တော်ပြောခဲ့ပြီးစီဂျင်ပီတာရဲ့လူမျိုးတွေစကွတ်မခေါ်ပါနဲ့ဒီကိုယ်စကွတ်ကောင်းတစ်ခုဖြစ်ရှင်စေဒီစကွတ်ကိုတေးကြအောင်လုပ်ပါဒီစကွတ်မှာအမြဲတမ်းချိန်ပြီးနိုင်တဲ့သူတွေစကွတ်လေးစားတဲ့သူတွေမှသာခေါ်ပါနောက်ပြီးတော့ဒီစကော့ဝင်ရထွက်လာလောက်တဲ့သူတွေမခေါ်ရပါနဲ့ပေါ့နော်ဒီစီချင်းပီတာလူမျိုးတွေမခေါ်ပါနဲ့အဲ့ဒါနံပါတ်4ရဲ့တိထားတဲ့အချက်တစ်ချက်ပေါ့ကဲနံပါတ်5ချက်ကတော့ဒီနောက်ဆုံးချက်တစ်ချက်လို့ပြောရပါတယ်ပေါ့နော်ဒီနံပါတ်5ချက်ကဘာလဲဆိုတော့ဒီကိုစကွတ်ကောင်းတစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်ဒီပေါ့နော်ဒီစကွတ်ထမ်းကိုတေးကြတဲ့အချိန်တီးကြမှန်ကန်တဲ့အချိန်ချဖို့လိုအပ်ပါတယ်စကွတ်ထိုင်းဥပမာပေါ့နော်ဒီငါတို့ဒီည9နာရီပေါ့နော်ည9နာရီမဟုတ်ည9နာရီစကွတ်တိုင်းစမှာကွာည9နာရီစကွတ်ထိုင်းစမယ်ည1နာရီထိကွာအဲ့လိုမျိုးစကွတ်ထိုင်းပုံသေးတီးချဖို့လိုအပ်ပါတယ်စကွတ်ထိုင်းပြောင်းကြပါနဲ့စကွတ်ထိုင်းပုံသေးတီးချဖို့လိုအပ်သလို20ရက်လည်းနေ့တိုင်းမှန်ကန်ဖို့လိုအပ်ပါတယ်နောက်ပြီးဒီစကွတ်ထိုင်းချိန်နေဆိုရင် player တွေ9ယောက်လုံးတိလာဖို့အရင်ဆုံးလိုအပ်ပါတယ်အဲ့လိုမျိုးဒါဘလို့လာမယ်ဆိုလို့ရှိရင်ပေါ့နော်နေ့တိုင်းဒီလိုမျိုး player တွေလာမယ်ကြာလာတဲ့အမျှဘလို့ရဲ့စကေးတွေလက်ရည်တွေညီးလာမယ်နောက်ပြီးတော့ဒီဘလို့စကွတ်ကောင်းတစ်ခုဖြစ်လာမှာပေါ့ဗျာနော်ကဲတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်တော့ပါပဲပေါ့နော်ကျွန်တော်အစိုးရကြီးပေးချာသူတွေရောက်ချင်းစိတ်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဒီမှာဆိုတော့ကျွန်တော်တီးတော်မျှဝေပေးတာဖြစ်ပါတယ်ဒီအချက်တွေအားလုံးကနော်ကျွန်တော်ပြရတည်တယ်ဆိုကိုဒီနဲ့ကိုဒီခေါ်ရပြောလာတဲ့စကားတွေပါပဲအဲ့ဒီချက်တွေအကုန်လုံးကျွန်တော်ပွားပြီးတော့မှအခုဒီနေ့ဗီဒီယိုလေးမှာကျွန်တော် event ကြောင်းတင်ဆောင်မရှိတော့ဒီ event ကိုကျွန်တော်ဒီအကြောင်းကျွန်တော်လာပြောတာဖြစ်ပါတယ်အဲ့တော့ပို့ကျွန်တော်နေကျွန်တော်တီးတော်မျှဝေပေးတာဖြစ်လို့ရမလို့အမှားတစ်ခုပေါင်းလိုက်ကျွန်တော်တောင်းပန်ပါတယ်ပေါ့နော်ဒီနောက်ပြီးတော့ကျွန်တော်ပြောတဲ့အချက်တွေမှာတစ်ချက်ချမ်းမှားခဲ့စီတော့တောင်းပန်ပါတယ်နောက်ပြီးတော့ကျွန်တော်ပြောသွားတဲ့အချက်တွေမှာလွတ်သွားတဲ့ချက်တွေပါနည်းနည်းကြံသေးတဲ့ချက်တွေဆိုရင်ဘယ်လို comment ဝင်ပြောပေးလို့ရပါတယ်ကျွန်တော်မသိတဲ့အချက်တွေဖြစ်နိုင်ပါတယ်အဲ့ဒီတစ်ချက်ကျွန်တော်လွတ်သွားတဲ့ချက်တွေပြောပြပါ
ကျွန်တော်ဒီအချက်ကျွန်တော်တည်တည်တဲ့အချက်တွေအကုန်လုံးကျွန်တော်ပြပြပြီးသွားပါပြီစောနေကြည့်ပေးရတော့ကျေးဇူးတင်ပါတယ်ဗောနော်နောက်နေ့ရချက်ဖို့ကောင်းပြီးတော့ပြန်လဲဆော်ရကြပါဦးမယ်အားလုံးပဲ see you